အမှန်ပါရလောကသားဆိုတကယ်တနာဖို့ကောင်းတယ်တကယ်ကိုလည်းတနာမြတ်ဖွဲ့အများကောင်းပါတယ်ဘာဖြစ်လို့တနာမြတ်ဖွဲ့ကောင်းလဲဆိုတော့ပရလောကသားတော်တော်များများဗျသူတို့မှအပြင်အိမ်မှာဆုံးတဲ့လူတယောက်ကိုဗျအိမ်မှာဆုံးတဲ့လူတယောက်က9ရက်ပြည့်လို့ကျွတ်ချင်ကျွတ်မကျွတ်ဘူးတလပြည့်လို့လွတ်ချင်လို့မလို့တစ်နှစ်ပြည့်လို့ကျွတ်ချင်ကျွတ်မကျွတ်ဘူးဆိုရင်အိမ်မှာဆုံးတဲ့လူကလမ်းကိုရောက်တာအိမ်ရှိလမ်းပေါ့ဗျဥပ္ပစာလမ်းပေါ့အများသူကထွေရလေးပါသွားလမ်းကိုရောက်တယ်စေုံစေကန်းစေဝမန္တရာကမှာကုတာရဲနဲ့ဆုံးတဲ့လူကအဲ့ဒီစေုံစေကန်းကို9ရက်တာကျွတ်ချင်ကျွတ်တလတာကျွတ်ချင်ကျွတ်မကျွတ်ဘူးဆိုအဲ့ဒီနေရာမှာပြန်နေရတာဆိုတော့ဒါကျွန်တော်တို့မိတ်ဆွေများမိဘပြည်သူများအများအားဖြင့်ပေါ့ဗျာနော်ကျွန်တော်တို့ကလူတယောက်ဥမှာပဲစေုံမှာဆုံးပြီဗျာဘယ်သူမှစေုံမသွားတော့တဝတရားပြောရရင်တော့ဘယ်သူမှမသွားတော့ဘူးမတည်ခင်ကာလခန္ဓာကိုယ်ကြီးရေခဲတိုက်ထဲမဲ့ပြီးရင်3ရက်5ရက်ထသည့်အဖြစ်ပေါ့ကျွန်တော်တို့တိုက်တဲ့တင်းချိုင်းတွေမှာတကြိုလို့ရတယ်ပေါ့ဗျာနော်တကြိုလို့ရတယ်ဒါပေမဲ့ကိုကတိုက်တဲ့တင်းချိုင်းမှာတကြိုရမဲ့သူ့ရဲ့စိတ်ဝင်ကြီးတွေက9ရက်တန်မပြည့်ခင်ကာလတွေမှာအဲ့ဒီအိမ်ကိုဝင်ကြီးထွက်ကြီးသွားကြီးလာဒီဥမာပေါ့နိုင်ငံခြားမှာသမီးရှိတဲ့ရွာမှာသားရှိတဲ့ပရိဘဝတွေတွားလို့ရတယ်မရဘူးမဟုတ်ရတယ်ဒါပေမဲ့9ရက်ပြည့်ပြီးတာနဲ့တဲ့သူတို့ကိုအဲ့ဒီဘဝကနေလွတ်ချင်လွတ်မလွတ်ဘူးမကြွဘူးဆိုရင်ဟိုကျွန်တော်တို့အုပ်ချုပ်ရေးမန်တရားလို့ပေါ့ဗျာသူတို့မှလည်းအကြီးကဲတွေအုပ်ချုပ်ရေးမန်တရားရှိတယ်စေုံမှာဆုံးတယ်လို့ပို့ဆိုးတယ်အေးမင်းတို့မှာအကုသိုလ်ကအကုသိုလ်ကအဖြစ်လဲတော့ညီတို့အဖြစ်ဆွဲလန်းစိတ်ရှိတဲ့အတွက်မင်းတို့တရင်ရဲ့တခဏတာမှာမင်းတို့တော့ပြန်မယ်သူတို့ဆုံးခွင့်နေအောင်ပြန်ရတာစေုံမှာဆုံးတယ်စေုံပြန်ရတာအဲ့တော့တချို့တို့ဒီတို့တချို့စေုံနေဆိုတချို့လူတွေပြောကြတာပေါ့ဟိုလူနာသွားဆောက်ရင်းနေပဲတော့အဖော်ပြောလိုက်ဟာဖယ်နေကတေး6တယ်ဟာကတော့တေး6ခံတာညီးတန်ကြတာငိုတန်ကြတာတောက်ခေါက်တန်ကြတာပေါ့ခွက်ကလေးတွေပစ်ချတဲ့အတန်လေးတွေပေါ့ကြားတယ်ပေါ့အဲ့လိုတွေပြောကြတယ်အမှန်မှာတော့အဲ့ဒါတေး6တာမဟုတ်ပါဘူးတေး6တာမဟုတ်ဘူးအဲ့ဒါကိုအော်လူတွေလာတဲ့အတွက်လူတွေနားသူကတွေ့တဲ့အခါအဲ့ဒီလူအကူကြီးတောင်းတာသူတို့တွေဒီမှာရှိပါတယ်ဒီမှာစားစရာမဲ့ချင်းတောက်စရာမဲ့ချင်းနေစရာထိုင်စရာဘုံမှုကြီးပျောက်ကွယ်လို့ငါမိသားစုငါရွှေမျိုးတွေများတွေ့တဲ့အခါမြင်တဲ့အခါငါ့ကိုပြောပေးပါဒါမှမဟုတ်နင်တို့ကိုယ်တိုင်ဒီလူတွေကိုယ်တိုင်ကသူတို့ကိုဒီဘဝကနေဒီနေရာကနေခေါ်ဆောင်လို့ပေးပါလွတ်မြောက်အောင်လို့အဲ့လိုလေးတွေပေါ့အကူကြီးတောင်းတာအဲ့ဒါဟိုဒိုဒီဒါကျွန်တော်ကအစားဟာတေး6တယ်ဆိုပြေးကုန်ကြအောင်တေး6တယ်ပြေးကုန်အမှတေး6တော့မလူတွေကိုအကူကြီးတောင်းတာပါဗျာနော်အဲ့လိုပွားမျိုးတွေရှိတယ်တို့အချို့လူဆိုကားတိုက်သေးတယ်လို့ရန်ကုန်ဒလေးမှာတော့အများသောအပြင်ကြုံရပါတယ်ကားတိုက်သေးတယ်တော်များကိုဒီ line ပေါ်မှာတွေ့နေရတယ်အဲ့ကားတိုက်သေးတယ်လို့ပို့ဆိုးတယ်တနေရာတွေသားမှာအသက်ထွက်တနေရာတဲ့ဝင်းချင်းချုပ်ငင်းတဲ့လူ9ရက်ပြည့်လို့ကျွတ်ချင်ကြုံမကြုံဘူးဆိုအဲ့လူအဲ့နားနေဘဲမှသွားလို့မရဘူးနောက်တစ်ယောက်တနည်းအားဖြင့်နောက်ထပ်တစ်မျိုးတစ်ပေါ်အဲ့ဒီသားမှာဖြစ်မှာအဲ့ဒီလူစားလဲတယ်လို့ခေါ်တယ်အစားလဲတယ်မှာလွတ်မြောက်တာအဲ့ဒါကြောင့်ဟဲ့ဒီနေရာဘယ်တော့ကမနစ်ကတည်းကဒီလိုဖြစ်တယ်ဟိုနှစ်ကတည်းကဒီလိုဖြစ်တယ်ပေါ့အဟူရက်ကမှဒီလိုဖြစ်သွားသည်တခါဆိုတာလူရဲ့ဝေဖန်ပိုက်ချပြီးတာအမှန်မှအဲ့ဒါပထမလူတယောက်ကကံအားဖြင့်လွတ်မြောက်လို့နောက်တစ်ယောက်ကိုလူစားထားခဲ့တာဒါကြောင့်ကားတိုက်ဆုံးတဲ့လူခိုင်ရန်ဒေါသဖြစ်ပြီးလမ်းပေါ်မှာတခါတည်းအသက်ထွက်တဲ့လူတေးကြီးပျက်စီးတဲ့လူပေါ့ဗျာလွတ်မြောက်ဖို့မလွယ်ပါဘူးเนาะဒါကြောင့်မို့ကျွန်တော်ကဘယ်နေရာဘယ်ဒေသမှာအသက်ကြီးဝင်းကြီးချုပ်ငင်းခဲ့တယ်ဘဒုဘဒုရဲ့သားဘဒုဘဒုရဲ့ဇနီးဘဒုဘဒုရဲ့ခင်မောဘဒုဘဒုရဲ့အဖေအမေဘယ်မြို့နယ်ဘယ်ကြီးဝါဘယ်တိုင်းနော်ဘယ်အိမ်နံပါတ်ဘလောက်စေးုံနာမည်ကဘာစေးုံပဲဘာစေးုံဥပမာတနည်းအားဖြင့်ကျွန်တော်စီတာတော်များလာမေးကြမီတာဝီစေးုံလို့ဝီပါကီစေးုံလို့နော်ဟိုဆိုလမ်းမတော်စေးုံလို့ရန်ကုန်စေးုံကြီးလို့တင်ငန်းကျွန်းလို့အများကြီးပါကျွန်တော်စီလာတဲ့လူတော်များရှိတယ်ဒါပေမဲ့ကျွန်တော်တို့ကနေရာထိုင်ငယ်တိတိကျကျလေးကိုခေါ်ပြီးတော့လှုပ်ဆောင်ပေးတဲ့အတွက်တိတိကျကျလေးပဲဒီလိုပဲအကယ်၍မဲ့တို့ကျွတ်သွားပြီဆိုရင်တော့ဒီကျွန်တော်ဖေကြီးဘောမင်းကောင်တက်စီးရဲ့ဆရာဒီပုဂ္ဂိုလ်ပဲဆရာဖေကြီးတို့ကဝင်ရောက်ပြီးတော့ဘာနေသားလေးလူဝင်စားဘွားကိုရောက်နေပြီဘာနေသားလေးဘာနေသမီးလေးနာမည်ကဘယ်ကစတယ်ပေါ့ဗျာအသက်ကဘယ်လောက်ရှိပြီ2လ3လ5လတစ်နှစ်စသည်ရပြန်အကုန်လုံးတိတိကျကျကျွန်တော်ဖေကြီးဘောမင်းကောင်ကဟောဆိုညွှန်ပြပေးပါတယ်စီရဲ့ရက်ဒေတာဒါမှမဟုတ်တေးသလားရှင်သလားအရင်ထွက်သွားတာ1နှစ်3နှစ်5နှစ်1လ15ရက်ပေါ့ဗျာရှာလို့မတွေ့လို့တေးသလားရှင်သလားတိတာကြည့်တယ်ဆိုရာလာခဲ့ပါအကယ်၍မဲ့သူတို့ဆုံးနေဆိုသူတို့ပုံစံနဲ့သူတို့ဝင်လာလိမ့်မယ်ဘယ်ညမှာဆုံးခဲ့တယ်ဘဒုလက်ချက်နဲ့ဘာဖြစ်လို့ဘယ်လိုဆုံးခဲ့တယ်ဆိုတာဝင်လာလိမ့်မယ်အ
ကယ်၍အဲ့လိုမှမဟုတ်ဘူးရှိတယ်ဆိုရင်ဘယ်မျိုးဘယ်ရွက်ဘယ်ဒေတာမှာရှိတယ်သူနဲ့တွေ့ကြရရမှန်းကောင်းဘလူကက်ကင်းတက်ကလေးလှုပ်လိုက်ရင်3ရက်5ရက်တစ်ပတ်တွင်းကိုတွေ့နိုင်တယ်အဖေကြီးတို့ကအလိုလေးလုပ်ပြီးတော့အများကြီးပါကျွန်တော်စီမှာစုံပြီဆိုပြီးတေးပြီးဆိုလာမေးတဲ့လူတွေဒါပေမဲ့မတေးသေးဘူးပြောလို့ရရမှန်းကောင်းပေးလို့အဆက်တော်ကောင်းရဲကောင်းရပြီးတော့ပေါင်းဖော်ရှင်တွေနေထိုင်တဲ့လူတွေလည်းအများကြီးရှိပါကျွန်တော်စီမှာနော်အများကြီးရှိတယ်ဒါလေးကိုကျွန်တော်ပြောချင်တာပါကျွန်တော်တို့တချို့လူတွေကပြောဆရာတဲ့ဆရာအဲ့လိုကြီးလို့တော့နမီလူကပူလို့ကတ်လို့မရဘူးလားတဲ့နည်းနည်းပြောတဲ့လူရှိတယ်လိုက်မှာတချို့ပေါ့ဝေဖန်တာပေါ့ဗျာအပြစ်မျိုးစိတ်မဆိုးပါဘူးအပြစ်မျိုးစိတ်မဆိုးလုံနိုင်လားလုပ်ပါဖိတ်မနကပြုတ်ပါတယ်လာပါလာလို့ပရာလောကသားရဲ့ဖွင့်တော့ချင်းကိုတော့မခံရစေနဲ့ပေါ့ဗျာနော်ပရာလောကသားဆိုးတယ်သူတို့လေးများထွက်သွားပြီဆိုရင်လေတစ်ခါတည်းကြာရင်ကျွန်တော်ဆရာမင်းကျော်သွားဆိုကျွန်တော်အကောက်ထဲမှာဝင်ကြည့်လိုက်အဆုံးအစရီဆွဲကြည့်လိုက်ကျွန်တော်ဘိုင်ယိုသရပီကျွန်တော်အကြောင်းလေးကိုအင်တာဗျူးလေးပါရှိတယ် MG ကပြုထားတာရှိတယ်နော်အနုပညာဦးဝင်းနိုင်ကိစ္စမှာလုပ်ပေးတာလေအဲ့အင်တာဗျူးလေးမှာ view ရင်းနဲ့ကျွန်တော်ရဲ့ဟိုတော့ဖြစ်ခဲ့တဲ့အကြောင်းလေးတွေပေါ့ဗျာနော်ကျွန်တော်ဒီပရလောကသားကဲနေကျွန်တော်ကို၌မိ့မျောပြီးတော့အခေါင်းထဲရောက်သွားတယ်တတိလသာ6ရက်အခေါင်းထဲမှာ9ရက်ကန်ကောင်းလို့ရန်ကုန်ဒလိဆိုသေးတယ်ရေခဲတိုက်တဲ့တောင်းပြီးကိုကသေးပြီတောဒလိမလို့ကန်ကောင်းလို့အခေါင်းထဲမှာမလို့ကျွန်တော်ဆရာတော်ဘုရားဥပိ္ပဇာနေရာကဆရာတော်ကြီးကနေကဲတင်ဆောင်းလျှောက်ထားပြီးတော့ဒါပညာကုံအားဖြင့်ပေါ့ဗျာနော်ဒါကြောင့်ကျွန်တော်အသက်ရှင်တာဒါကြောင့်မို့အသက်ရှင်တဲ့ကာလလေးမှာဒီလိုခလေးကိုကျွန်တော်တန်ဖိုးရှိတယ်ထင်လို့လောက်တာတချို့လူတွေဘုန်းကြီးနဲ့မဆိုင်ဘူးလို့ဒီလိုလို့တော့ဘုန်းကြီးနဲ့မဆိုင်ဘူးလို့လူတယောက်ဆုံးပြီဆိုရင်ကျွန်တော်ပြတ်မယ်တရက်ကနေစလို့3ရက်တပိတ်ပေါ့ဗျာနော်3ရက်တပိတ်တွတ်တယ်ခေါ်တယ်နော်တပိတ်3ရက်တရက်ကနေတိုင်းဟိုတက်ပြောက်ကနေ3ရက်တပိတ်တွတ်တာ9ရက်တပိတ်တွတ်တော့9ရက်ရက်လေပေါ့ဗျာစသည်ရပဲဒါဒေတာတိုင်းမှာဒီလိုလေးမတူညီတာရှိတယ်ဒါပေမဲ့အဲ့လိုသူတယောက်ဆုံးပြီလို့တပိတ်တွတ်ပြီးရက်လေလုပ်ပြီးဆိုရင်လူတွေကိုခေါင်းရင်းကန်းတင်ပြီးတော့တရားနာလို့မရဘူးအဲ့ဒါကိုကျွန်တော် comment ထဲမှာမှန်းတယ်လို့တေချာလေးလာကြည့်အောင်မရဘူးတက်ကျွမ်းနားလေဟောဆိုညွန်ပြဆိုဆုံးမတက်တဲ့ကိုရီကိုးကွယ်တဲ့ဗုဒ္ဓမြတ်စွာဘုရားကြီးတားတော်ရှင်သာမဏေတွေယဟန်နေနော်တရားကြီးအမျက်ဆွေးတိုက်ကျွေးပြီးတော့တေသူကိုအကြောင်းမို့လို့ကောင်းမှုပြုပြီးရေဆက်တော်ချအမျှတမ်းပေးရတာအဲ့ဒါကိုဘုန်းကြီးနဲ့ဒီလုံးနဲ့မဆိုင်ဘူးရမ်းမပြောနဲ့အဲ့ဆိုမင်းတို့သိရင်ဘယ်ဘုန်းကြီးမှမပင့်နဲ့မလုံနဲ့ဘောပေါက်လားမင်းတို့သိရင်ဘယ်ဘုန်းကြီးမှမပင့်နဲ့မလုံနဲ့ကွာဘုန်းကြီးနဲ့မဆိုင်အောင်ဒီပရာလောကသားကိုကုညီနေတာမကျွတ်မလို့ဝင်နေရအပရာလောကသားစားစရာမရှိဘူးနေစရာမရှိဘူးအမြင်ခင်ဗျားတို့ကြိုးလို့မျက်မှန်တက်လို့မြင်ရလိမ့်မယ်တို့မှအမြင်မရှိဘူးတားစုနဲ့တွေ့တဲ့အခါလက်ကလေးကိုကင်ပြီးနမ်းကြည့်တာတို့ကအရခင်နေရတဲ့တန်ရောစင်အငွေ့တက်ကလေးနဲ့နမ်းကြည့်တယ်နမ်းကြည့်မှဒါသားဘဒုဒါဇနီးရဘဒုဒါအဖေဒါအမေဘဒုအဲ့ဒီကြမှာရှိသေးတဲ့တယောက်ကိုတိတာနဲ့နောက်ထပ်မပါတဲ့လူကိုဘဒုမပါဘူးလားဘောမဟုတ်ဘူးလားမေးတာနားလေလိုက်လာကြည့်လိုက်မယုံဘူးဆိုကျုပ်ရဲ့ပြေကြကိုမယုံဘူးဆိုခင်ဗျားတို့လာဆက်သက်ကြည့်လိုက်မဟုတ်ဘူးဆိုအိမ်ဝါမှာနဲ့ကျုံတို့ထိုင်မှာကန်ချသွားလိုက်ရှင်းလားမစော်ကားပါနဲ့စိတ်ဆိုးလို့ပြောတဲ့စကားပေါ့မစော်ကားနဲ့မကြည့်ချင်ဒါလေးကြော်ရတယ်အခုတုံမများနဲ့မုဒိတာပွားဩငါတို့မလုံနိုင်ပဲမြတ်တို့တွေလုံနေပါလားဆိုတာကိုမုဒိတာပွားနော်ဒါကြောင့်မို့ကျွန်တော်ကဒီလုတ်ကလေးလုတ်ပေးတာအသက်နဲ့ရင်းလုတ်ပေးရတာဗျအဲ့ဒါဆိုခင်ဗျားအသက်နဲ့ရင်းလုတ်ခင်ဗျားမလုံနဲ့ဗျာပြောကောင်းပြောလို့မယ်ပတ်ဆိုင်ရလို့လုတ်တာပဲပါညာမှန်တယ်ဒါပေမဲ့ကုတူလေးရဝန်းလဲဝလုတ်ကလေးလုတ်ပေးတာကိုလည်းကုတူရတယ်ဩဒီထို့သူမကျွတ်မလို့ပရာလောကသားတဲ့လွတ်မြောက်သွားတယ်ဗျာခင်ဗျားတို့အိမ်မှာဘောတကူ1လတန်းနေ2လတန်းနေ3လတန်းနေ5နှစ်10နှစ်17နှစ်15နှစ်အနှစ်20လေးဗျာဖះတဲပေးတာတော့အဖေတို့အမေတို့ကြောက်ဆောက်ပေးတာလို့ဓမ္မယုံကြီးဆောက်ပေးတာလို့နော်လမ်းထဲမှာဘာလှူတာလို့ဆရာတော်ဘုရားဘဏ္ဍပါကိုဘလို့တန်ဃာတော်ဘဏ္ဍပါကိုလှူလာကတ်တာလို့ကိုကတော့သူ့အတွက်ရည်တန်ပြီးလှူပေးတာမှန်တယ်ကုသိုလ်ထူးတယ်မှန်တယ်ဒါပေမဲ့အဲ့ဒီကုသိုလ်တို့ရသလားမရသလားသိနိုင်လားမြင်နိုင်လားဘယ်သူအတက်ပြောနိုင်လဲတေသူကိုပြုတ်တဲ့ကုသိုလ်ကအเจ้าမူပြီးကောင်းမှုတေသူကိုပြုတ်တဲ့ကုသိုလ်ကအမှောင်ထဲကိုခဲပြစ်တယ်လို့ပဲရမ်းပြစ်နေရတာခဲငါလုံးပေးလိုက်မယ်ကျုပ်အမှောင်ထဲမတက်ရတယ်ခင်ဗျပြစ်စမ်းခဲငါလုံးပထမလုံးကထိမှလားဒုတိယလုံးထိမှလားတက်တရလုံးလားဘယ်လုံးကထိလို့ထိမှမသိဘူးလေရမ်းပြီးပြုတ်တဲ့ကုသိုလ်တစ်ခါလဲပြုတ်တစ်ခါလဲရသွားတော့ကောင်းတာပေါ့ဗျာဟုတ်တယ်မလားဒီကုသိုလ်တွေကဘာကြောင့်လဲဆိုသူတို့ကိုယ်၌ကိုကြတဟာတိကဒါနကိုယ်တိုင်ကိုကြပြုတ်ပြီးတဲ့ကုသိုလ်လို့ခေါ်တယ်အဲကြောင့်မကျွတ်မလို့ဝင်နေရအပပရာလောကသားဆိုတရေမဟုတ်ဘူးကျန်သူအပေါင်းကကုသိုလ်ဒါလိုက်ပြုတ်နိုင်ရင်သူတို့ရဲ့ကုသိုလ်အရှင်အားဖြင့်
ကုသိုလ်လေးတွေပြည့်နိုင်ရင်ပြည့်တင်းလွတ်မြောက်တယ်တရေမဟုတ်ဘူးတရေကပြီးရင်တရေကနေပြီးငရဲ